ဒီနေ့ကျွန်တော်ဆွေးနွေးမဲ့အကြောင်းအရာခေါင်းစဉ်လေးကတော့ဒီလုပ်ငန်းကုမ္ပဏီလုပ်ငန်းတွေမှာဝန်ထမ်းတွေကိုဘယ်လိုretention ပေါ့နော်ဘယ်လိုထိန်းသိမ်းမလဲပေါ့နော်ဝန်ထမ်းတွေကုမ္ပဏီမှာကြာပေါ့နော်အချိန်တိုအတွင်းမှာresign လုပ်သွားတာတွေပါမဖြစ်အောင်ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကတော့ compensation ပေါ့အဲ့တော့ကျွန်တော်တို့ဒီ HR မှာဆိုလို့ရှိရင် compensation and benefit ဆိုတဲ့ခေါင်းစဉ်တွေရှိပါတယ်အဲ့တော့ compensation ကိုကျွန်တော်ဒီဝန်ထမ်းတွေရဲ့အခြေခံလစာနဲ့တခြားခံစား권တွေမှာကိုပြန်ကြည့်ပြီးတော့ကျွန်တော်တို့ဒီ market မှာဖြစ်နေတဲ့နှုံထားပေါ့နော် competitive ဖြစ်ဖို့လိုပါတယ်အဲ့တော့ဥပမာဆိုတော့ကျွန်တော်တို့မော်တော်ယာဉ်မောင်းတူဆိုတော့မော်တော်ယာဉ်မောင်းတူရဲ့အခြေခံလစာကဒီ market ထဲမှာဘယ်လောက်ဖြစ်နေလဲအဲ့တော့ဥပမာဆိုတော့မော်တော်ယာဉ်မောင်းဒီကျွမ်းကျင်တဲ့မော်တော်ယာဉ်မောင်းတူကလစာကအမှ9သိန်းဆိုပါတော့เนาะ9သိန်းပေးရတော့မယ်ဆိုရင်ကျွန်တော်တို့လက်ရှိနေတဲ့ဝန်ထမ်းတွေမှာဝန်ထမ်းဒီမော်တော်ယာဉ်မောင်းက9သိန်းနဲ့ကြော့နေသလားပေါ့เนาะဒါလေးတွေကိုကျွန်တော်ပြန်ပြီးတော့စမ်းစစ်ကြည့်ဖို့လိုပါတယ်နောက်တစ်ခုကတော့ career growth ပေါ့အဲ့တော့ဝန်ထမ်းတိုင်းကတော့ဒီလက်ရှိ position မှာအများတန်းပေါ့เนาะဘယ်နှစ်နေရမလဲเนาะ2နှစ်နေငါ promotion ရမလား3နှစ်နေမှရမလားဒါတွေရှိပါတယ်အဲ့တော့ဝန်ထမ်းတွေရဲ့ career growth ပေါ့เนาะ career path ကိုလည်းကျွန်တော်တို့ရှင်းလင်းချပြနိုင်တော့ပို့ပြီးတော့တင့်တော်ပါတယ်အဲ့တော့ဒီလိုမျိုး career path ကိုပြီးနိုင်ဖို့အတွက်ဘာတွေလိုလဲဆိုလို့ရှိရင်ဝန်ထမ်းတွေအတွက်ကို training တွေလိုတယ်နောက်တစ်ခါmentorship ပေါ့เนาะသူ့ရဲ့ direct superior ကလည်းသူဝန်ထမ်းသူ့ရဲ့လက်အောက်ကဝန်ထမ်းကိုcoaching တွေ mentorship တွေပေးဖို့လိုပါတယ်နောက်တစ်ချက်ကတော့ recognition ပေါ့เนาะကျွန်တော်တို့တော်တော်များများခံစားရတာတွေရှိပါတယ်เนาะကိုကဘလောက်ပဲစူးစမ်းပြီးတော့လှုပ်ဆောင်နေဖြစ်စေเนาะကိုရဲ့အထက်ရရှိရပဲဖြစ်ဖြစ်เนาะဒီသက်ဆိုင်ကုမ္ပဏီရပဲဖြစ်ဖြစ်ကိုထိုက်တဲ့အတိမတ်ပြုမှုမခံရရင်လည်းဝန်ထမ်းတွေအတွက်ကဒါ motivation ကျစေတော့เนาะအဲ့ဒီအတွက်လည်းကျွန်တော်တို့တင့်တော်တဲ့ recognition ပေးဖို့လိုပါတယ်နောက်တစ်ခုကတော့ work life balance ပေါ့เนาะအခုအခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ထမ်းတွေကဒီပေါ့နော်pressure တွေရတာပေါ့နော် target တွေထိဖို့เนาะအလုပ်တွေပြီးဒီ deadline တွေမှာပြီးမြောက်ဖို့အတွက်ကိုကျွန်တော်တို့က pressure တွေရှိပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့က work life balance လေးကိုမျှတအောင်လုပ်ပေးနိုင်ရင်ပို့ပြီးတော့တင့်တော်ပါတယ်ဥပမာဆိုတော့ဒီ paid leave တွေပေးတာတွေနောက်တစ်ခါ flexible hour ပေါ့နော် flexi working hour လို့လည်းပြောပါတယ်အဲ့တော့ဒီအချိန်ကိုတိတ်ပြီးတော့အတိအကျကြီးလုပ်ခိုင်းတာမျိုးเนาะ overtime တွေမဖြစ်မနေလုပ်ရတဲ့ဟာမျိုးတွေကိုရှောင်းအတတ်နိုင်ဆုံးရှောင်းနိုင်တော့ပိုကောင်းပါတယ်နောက်တစ်ခုကတော့ဒီကာချာပေါ့เนาะကာချာကကျွန်တော်တို့ဒီလုပ်ငန်းဒီ company လုပ်ငန်းတွေမှာဒီ working culture လေးတွေရှိတယ်ပေါ့เนาะအဲ့တော့ဝန်ထမ်းတုံးနဲ့တူချင်းပဲဖြစ်စေအထက်အရာရှိနေပဲဖြစ်စေတယောက်တူနဲ့တူလေးစားမှုရှိဖို့လိုပါတယ် respect ပေါ့เนาะနောက်တစ်ခါ team work နဲ့လုပ်ဖို့လည်းလိုပါတယ်နောက် transparency ပေါ့เนาะပွင့်ပွင့်လင်းလင်းပြောဆိုဖို့လည်းလိုအပ်ပါတယ်နောက်တစ်ခုကတော့ stability ပေါ့ stability ကတော့ဝန်ထမ်းတွေအတွက်သူဘယ်လောက်ထိကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့ company ကအခြေအနေဘယ်လိုလဲပေါ့เนาะ company ကပဲရေရှည်အခြေအနေကောင်းမှမလားပေါ့เนาะအဲ့ဒီကမျိုးကြားလို့ရှိရင်တော့ company ရဲ့ဥဆောင်ဒီ director အဖွဲ့ပဲဖြစ်ဖြစ်เนาะဒီဥဆောင်ဒီ senior management ကကိုတို့ခွင့်အတာတဲ့ချိန်တိုင်းမှာကိုတို့ company ကတော့ဘယ်လိုလုပ်ငန်းတွေတော့ထပ်ပြီးတော့တိုးချဲဖို့ရှိတယ်ဘယ်လိုကုန်ပစ္စည်းတွေတော့ထပ်ပြီးတော့ launch လုပ်ဖို့ရှိတယ်ဒီလိုမျိုးအသိပေးလို့ရှိရင်တော့ဝန်ထမ်းတွေကတော့ဒါတော့ဒီလိုဆိုရင်တော့ငါတို့ company ကပေါ့နော်ဒီစီးပွားရေးလက်ရှိမှာ growth ဖြစ်နိုင်တယ်ဆိုတော့အသိလေးရှိလို့ရှိရင်တော့သူတို့ရဲ့စိတ်ထဲမှာwork safety ပေါ့နော်လုံခြုံမှုတစ်ခုရရှိနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပေါ့ engagement ပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာဘယ်လိုလုပ်လဲဆိုလို့ရှိရင်တစ်နှစ်ကိုတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်လောက်ကျွန်တော်တို့ engagement เนาะ employee engagement survey တွေလုပ်တာမျိုးတွေရှိပါတယ်အဲ့လိုမျိုး engagement survey လုပ်လိုက်ခြင်းအပြင်ဝန်ထမ်းတွေရဲ့ဒီကိုယ့်ရဲ့ company ကိုယ့်ရဲ့အထက်အရာရှိပေါ်မှာဘယ်လိုသူတို့ထင်မြင်တဲ့ခံစားချက်ဒီဟာလေးတွေကြည့်ပြီးတော့လည်းကျွန်တော်တို့ကထိုက်တဲ့ပြောင်းလဲမှုလေးတွေလုပ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဝန်ထမ်းတွေအတွက်လိုအပ်တဲ့
နေထားမျိုးမှာဆိုလို့ရှိရင် transportation ပေါ့နော်ဥပမာ ferry စီစဉ်ပေးတာမျိုးနောက်တစ်ခါဒီallowance တွေပေးတာမျိုးနောက်တစ်ခါ health insurance တွေပေးတာမျိုးတွေလည်းလုပ်ဖို့လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်တခု highlight ပြောချင်တာကတော့ဒီ career path ပေါ့ဝန်ထမ်းတွေရဲ့ career path အတွက်ကိုဆိုလို့ရှိရင်เนาะကျွန်တော်တို့ရိုးပုံမှန်ကတော့အချိန်တိုင်းတဲ့တစ်ခုပြီးမှာတော့ promotion ပေးတယ်เนาะ employee တွေ grade ကိုတိုးပေးတာမျိုးရှိတယ် position တိုးပေးတာမျိုးတွေရှိတယ်နောက်တစ်ခုကျွန်တော်တို့တော်တော်များများပေါ့เนาะ company လုပ်ငန်းတော်တော်များများကဒီလိုမျိုး position တစ်ခုတိုးပေးဖို့အတွက်က organization structure ပေါ့เนาะ company ရဲ့ size organization structure ပေါ်မှာလည်းအများကြီးမူတည်ပါတယ်အဲ့တော့ဝန်ထမ်းတူကိုဟလာ promotion ပေးတော့မယ်ဒါပေမဲ့ဒီဝန်ထမ်းက promotion ပေးဖို့အတွက်ကို position ကလောလောဆယ်မရှိသေးဘူးပေါ့เนาะအနေထားရမရှိသေးဘူးဆိုလို့ရှိရင်သူတို့ကိုဘယ်လိုနည်းနဲ့retain လုပ်ထားမလဲပေါ့เนาะအဲ့ဒါခါမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘယ်လိုနည်းနဲ့လုပ်လို့ရလဲဆိုလို့ရှိရင် upward mobility လို့ဆိုပါတယ်အဲ့ဒါကတော့ဝန်ထမ်းတူကိုသူ့ရဲ့ career path ကိုတေချာရှင်းပြပြီးလို့ရှိရင်လိုအပ်တဲ့ skill training တွေပေးပြီးလို့ရှိရင်ဘယ်နှစ်ကြာရင်တော့မင်းဘယ်လိုယာတူဘယ်လို position ကိုရနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးတွေပေးပြီးတော့တဖြည်းဖြည်းသူတို့ကိုဒီဝန်ထမ်းကိုရှင်းပြပြီးတော့ဒီ retain လုပ်ဖို့ကိုအခြေအနေတွေအများကြီးလုပ်ဆောင်ပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်